ကာရီဘီယံပင်လယ်ပြင်မှာပျော်ရွှင်တဲ့မိသားစုတစုဟာရွက်လေတစ်စီးပေါ်မှာအတူတူအားလက်ရက်အပန်းဖြေနေကြတဲ့မိခင်ဂျူလီယာဟာရေကူးဖို့ရေထဲခုန်ချလိုက်တယ်။သူမအနားယူဖို့စူးစမ်းနေတော့ထူးဆန်းတဲ့ခံစားချက်တစ်ခုခံစားရတယ်။ဒါပေမဲ့ပတ်ဝန်းကျင်မှာဘာမှမမြင်ရတော့စိတ်ထင်တာပဲလို့အပြစ်တင်လိုက်တယ်။စက္ကန့်အနည်းငယ်ကြာမှအဲ့ဒီထူးဆန်းတဲ့ခံစားချက်ပြန်ဖြစ်လာတယ်။သူမဘာမှမမြင်ရသေးပေမဲ့ဒါကစိတ်ပူစရာဖြစ်လို့ရွက်လေစီပြန်ကူးဖို့စတင်လိုက်တယ်။ရုတ်တရက်တစ်ခုခုကသူမရဲ့ခြေထောက်ကိုစတင်ဆွဲနေတဲ့အခါအသေးအတန်အကူအညီတောင်းဖို့အော်ဟစ်တော့တယ်။သမီးကက်စီကနှစ်ချက်တက်ထားလို့မကြားရပဲခင်မွန်းတွင်နဲ့တားတန်ကငါဖမ်းနေကြတယ်။မကြခင်မှာပဲတွင်ကဂျူလီယာကိုမမြင်တာခဏရှိပြီဆိုတာသတိထားမိပြီးရွက်လေကိုရှာဖွေရင်းသူ့ဇနီးအနေနဲ့ကြုံနေတာနောက်ဆုံးတွေ့လိုက်ရတဲ့ကလေးတွေကိုလှမ်းခေါ်ပြီးနောက်တွင်ကရွက်လေကိုဂျူလီယာစီမိအောင်မောင်းကရေထဲခုန်ဆင်းလိုက်တယ်။သူချက်ချင်းသူ့ဇနီးစီရောက်ပြီးသူမရေပေါ်ပေါ်နေစီကိုဖတ်ထားတယ်။သူရွက်လေစီပြန်ကူးလာပြီးကလေးတွေကလှေပေါ်ဆွဲတင်ပေးတယ်။မိသားစုကဂျူလီယာကိုနှစ်သိမ့်ပေးတယ်။သူမကဘာဖြစ်သွားမှမသိပဲရေစီးကြောင်းလို့ပြစ်တင်လိုက်တယ်။အဲ့ဒီညမှာမိသားစုကဘန်ရဲ့မွေးနေ့ကိုလက်ဆောင်တွေနဲ့ကိမ်းမုံနဲ့ကျင်းပကြတဲ့ကက်စီကသူမရဲ့ရီးစားစီကဖုံးဝင်လာလို့အပြင်ထွက်ပြီးတီးတန့်စကားပြောဖို့လက်တော့နဲ့ထွက်သွားတယ်။အဲ့ဒီညမှာမိသားစုကဘန်ရဲ့မွေးနေ့ကိုလက်ဆောင်တွေနဲ့ကိမ်းမုံနဲ့ကျင်းပကြတဲ့ကက်စီကသူမရဲ့ရီးစားစီကဖုံးဝင်လာလို့အပြင်ထွက်ပြီးတီးတန့်စကားပြောဖို့လက်တော့နဲ့ထွက်သွားတယ်။ကက်စီကဖြစ်ပျက်တာကိုမိသားစုကိုပြောပြဖို့ပြန်ပြေးလာပြီးတွန်ကကုန်းကြီးနဲ့ဝေးလုံးလို့အချက်ပြမှုမကောင်းတာလို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာသူတို့စုညံတန်တစ်ခုကြားပြီးအပြင်ထွက်ကြည့်တော့ဝေလာငါးအုပ်တအုပ်ဖြတ်သွားတာတွေ့တယ်။တွန်ကဝေလာငါးတွေဟာကမ္ဘာတန်လိုက်ဆက်ကွင်းကိုလိုက်တယ်။ဒါပေမဲ့မုန်တိုင်းတွေကပုံမှန်မဟုတ်တာတွေဖြစ်စေရင်စိတ်ရှုပ်ထွေးနေတဲ့ဝေလာငါးတွေကကမ်းရိုးတန်းစီကိုမုန်တိုင်းနောက်ကိုလိုက်သွားတတ်တယ်လို့ရှင်းပြတယ်။ရုတ်တရက်ရွက်လေတုန်ခါသွားပြီးဗန်လဲကျသွားတဲ့တွန်ကရွက်လေတစ်ခုခုပျက်စီးသွားပြီလားလို့စိုးရိမ်ပြီးအနီးကပ်ကြည့်ဖို့ရေငုပ်သွားတယ်။ခဏကြာရှာဖွေပြီးနောက်တွန်ကပခုံးမှာပြက်ရှက်ရနဲ့ရေပေါ်ပြန်တက်လာတယ်။ဂျူလီယာကဒဏ်ရာကိုချုပ်ပေးနေတော့တွန်ကသူ့နောက်မှာတစ်ခုခုခံစားရပြီးလှည့်ကြည့်လိုက်တဲ့အခါတန်ကာနဲ့ပြက်ရှက်သွားတယ်လို့ရှင်းပြတယ်။သူ့နားမှာကူးခတ်နေတဲ့အရာကအရန်ကြီးတယ်။ဒါပေမဲ့သူမမြင်ရဘူးတဲ့တွန်တွေ့ခဲ့တာကတော့ရွက်လေရဲ့ကြီးမားတဲ့ပျက်စီးမှုပဲဒါကြောင့်သူတို့အကူအညီခေါ်ဖို့လိုတယ်။ဂျူလီယာကရွက်လေရေဒီယိုကိုအကြိမ်ကြိမ်စူးစမ်းနေတော့ကက်စီကသူ့မဖုံးမှာအချက်ပြမှုရှာဖွေနေပေမဲ့အချီးနီးပါပဲရုတ်တရက်ထူးဆန်းတဲ့တရဝတစ်ကောင်ကြောင့်သူမထိတ်လန့်သွားပေမဲ့ဒါကမျက်နှာဖုံးနဲ့ပြောင်းနေတဲ့ဘန်သာဖြစ်တယ်။နောက်ဆုံးတော့ရွက်လေအလုံးမလုံးတော့ပဲပင်လယ်လယ်မှာပိတ်မိသွားတဲ့ဂျူလီယာရေဒီယိုကနေအတန်တစ်ခုကြားရပေမဲ့အတန်တွေကရှင်းရှင်းလင်းလင်းမရှိဘူး။တွန်ကသူတို့မှာ၄ရက်စာရေနဲ့အစားအစာလုံလောက်တယ်။ဒါကြောင့်ငါးဖမ်းလေဖြစ်သွားတာကိုစောင့်ရမယ်လို့ပြောတယ်။ရုတ်တရက်ရေတာကအနီးနားမှာတစ်ခုခုကိုထောက်လန်းမိပြီးမိသားစုကထူးဆန်းတဲ့စူညံတန်တစ်ခုကြားတယ်။သူတို့အပြင်ထွက်ပြေးပြီးအုတ်ကခဲများစွာကဘာပေါ်ကျလာတာမြင်ပြီးအံ့အားသင့်သွားတဲ့ပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်ပေါ်တယ်။အုတ်ကခဲတစ်လုံးအနီးအနားရေထဲကျသွားတဲ့အခါတွန်ကရွက်လေကိုပြန်ရွှေ့ဖို့အတင်းအကျပ်ကြိုးစားတယ်။အင်ဂျင်ကရှေ့ဆက်ရုံးကန်နေတော့နောက်ထပ်အုတ်ကခဲတစ်ခုကျပြီးအေရီယာကိုထိမှန်တယ်။မိသားစုကကြောက်ရွံ့စွာတယောက်နဲ့တယောက်ဖတ်ထားကြပြီးတွန်ကမီးလုံးတွေဟာအုတ်ကခဲတွေမဟုတ်ပဲဂျိုတုတွေဖြစ်ကြောင်းသတိပြုမိတယ်ထို့နောက်ဘန်ကရွက်လေတွေကမီးခိုးတွေထွက်လာတာကိုလက်ညှိုးထိုးပြတယ်။တွန်ကကြည့်လိုက်တော့အင်ဂျင်ပျက်စီးသွားပြီလို့အတည်ပြုလိုက်တယ်။လေကစတင်ပြင်းထန်လာတာကြောင့်မိသားစုအတွင်းနဲ့ပုံကြပေမဲ့တက်လိုက်အိမ်အောင်ယူသွနေတာကိုမသတိထားမိဘူး။ရွက်လေစတင်တုန်ခါလာပြီးဗန်ထက်လဲကြကဒဏ်ရာရတဲ့လှိုင်းတွေရွက်လေကိုရိုက်ခတ်နေချိန်မှာတွန်ကအပြင်ကတစ်တာထဲကအသက်ကအင်ဂျီတွေယူဖို့လေကိုတိုက်လန့်ပြီးမိသားစုစီယူလာတယ်။အဲ့ဒီအချိန်မှာမီးပြတ်သွားလို့တွန်က power box ကခလုတ်ကိုနှိပ်ဖို့အမြန်ရွှေ့တယ်မီးပြန်လာတဲ့အခါဗန်ကဂျူလီယာရဲ့နှာခေါင်းသွေးယိုနေတာကိုသတိထားမိတယ်။ဂျူလီယာမူးဝေလာချိန်မှာကက်စီကအံမို့စင်စီပြေးသွားတယ်တွန်ရေဒီယိုကိုဆက်ကြိုးစားပေမဲ့အချီးနီးပဲရုတ်တရက်မိသားစုကအတန်ပြက်တစ်ခုကြားရပြီးလေပိုဆိုးလာတဲ့ဂျူလီယာတကားတွေကိုပိတ်ထားဖို့ကြိုးစားတယ်သို့တော့လေပြူတင်းပေါက်တစ်ခုပွင့်သွားပြီးမကြခင်လေကပတင်းပေါက်တွေကိုခွဲပစ်တယ်။မောင်မိုင်းမှုမဖြစ်ခင်တွန်ကမီးတုပ်တစ်ခုထွန်းညှိလိုက်တယ်။နောက်နေ့မနက်မှာမိသားစုကသူတို့မုံတိုင်းကိုကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကိုသိလိုက်ရတော့တုံ့လောက်သွားပေမဲ့ရွက်လေကတော့အများစုပျက်စီးသွားပြီ။မိသားစုအပြင်ထွက်ကြည့်တော့ကဘာပေါ်ရှိသမုဒ္ဒရာများအားလုံးပျောက်ကွယ်သွားပြီးအခုတော့ရွက်လေဟာကုန်းမြေပေါ်မှာပိတ်မိနေတာကိုတွေ့ရှိရတယ်။တဲကန်နာရကိုတုံ့လောက်စွာကြည့်ပြီးနောက်မိသားစုကဘာလုပ်ရမလဲစဉ်းစားကြတယ်။ကက်စီကအချက်ပြမှုရှာပေမဲ့ဘာမှမဖြစ်ပဲဘန်ကကနန်းတင်နှကောင်နဲ့ကစားနေတယ်။တွန်ကတန်လိုက်အိမ်မြောင်ကိုစစ်ဆေးပြီးဝင်ရိုးတွေပြောင်းပြန်ဖြစ်သွားတာကိုသတိထားမိတယ်ဒီလိုဖြစ်ခဲ့တာနောက်ဆုံးကလွန်ခဲ့တဲ့နှစ်9သိန်းကျော်ကဖြစ်တယ်။ကက်စီကသူ့ရီးစားတည်ဆုံသွားပြီဆိုတာသဘောပေါက်တော့စိတ်ထိခိုက်ပြီးပုံအောင်မှုပြေးသွားတယ်နှစ်သိမ့်မှုစူးစမ်းတဲ့မိခင်ကိုကန်ထုတ်လိုက်တယ်။ဂျူလီယာနဲ့တွန်ကပျက်စီးမှုကနေဘယ်ပစ္စည်းတွေကြံခဲ့လဲစစ်ဆေးနေစဉ်ဘန်ကသူ့မွေးနေ့မိဘုံတွေကိုကြောက်တုံးတစ်ခုနဲ့ချီနှောင်ပြီးကြံရစ်သူတွေရဲ့အာယုံဆိုင်မှုကိုရဖို့မျှော်လင့်နေတယ်။ထို့နောက်တွန်ရေဒီယိုကိုထပ်ကြိုးစားပြီးရေငုပ်တင်မောကပတိန်နောင်းလို့ခေါ်တဲ့လူတဦးနဲ့ဆက်သွယ်မိတယ်။သူ့တင်မောလည်းကုန်းပေါ်မှာပိတ်မိနေပြီးတန်လိုက်ဝင်ရိုးတွေပြောင်းပြန်ဖြစ်သွားတာကပင်လယ်ကိုဆုတ်ခွာပြီးကုန်းမြေတွေကိုရေလွှမ်းမိုးစေတာလို့သူအတည်ပြုတယ်။နောင်ကတခြားအသက်ရှင်ကြံရစ်သူမတွေ့သေးဘူးဆက်သွယ်ရေးစနစ်အများစုပြတ်နေတယ်လို့ပြောတယ်။စနစ်ကျတဲ့လှုပ်ရှားမှုတွေရခိုင်ရန်ခါရှိနေတဲ့အတွက်ဝင်ရိုးတွေပြန်ပြောင်းပြီးပင်လယ်ကတပတ်အတွင်းပြန်လာနိုင်တယ်လို့သူကောက်ချက်ချထားတယ်။အဲ့ဒီလိုဖြစ်လာရင်အရာတွေကကြမ်းတမ်းလာမှဖြစ်လို့တက်နိုင်တဲ့များအမြင့်ကိုတက်ဖို့နောင်ကမိသားစုကိုအကြံပေးတယ်သူ့လက်တွဲပေါ်ပျက်စီးမှုအတွင်းတိတ်ဆုံးခဲ့ပြီးရေငုပ်တင်မောမှာလူ3ယောက်အတွက်နေရာရှိတယ်။ဂျူလီယာနဲ့တွန်ကသူတို့ကလေးတွေကိုကယ်တင်ပေးဖို့သူ့ကိုစီယုံပြီးသူကသူ့ရဲ့ညှိနှိုင်းတဲ့အမှတ်တွေပေးလိုက်တယ်တွန်တွက်ချက်တာကရေငုပ်တင်မောကိုရှာဖို့2ရက်ဒါမှမဟုတ်3ရက်ကြာလိမ့်မယ်။ဒါကြောင့်မနက်စောကြီးထွက်ခွာရမှာမို့ကောင်းကောင်းအိပ်စက်ဖို့သူမိသားစုကိုပြောလိုက်တယ်။နောက်နေ့မနက်မှာမိသားစုကပစ္စည်းတွေထုတ်ပိုးနေတော့တွန်ကအနီးနားမှာတစ်ခုခုကျွေးပြားနေတာမြင်တယ်။ဒါဟာယာယီငါးများတန်နဲ့ခွေးတစ်ကောင်နဲ့အတူခြေတော်နင်းတဲ့လူတအုပ်ဖြစ်ပြီးခွေးကဆက်ဟောင်နေတယ်တွန်ကသူ့ကိုချင်းကပ်ပြီးရေတန့်ဘူးတစ်ခုပေးပေမဲ့သူကအဲ့ဒီလူရဲ့ဘာသာစကားကိုနားမလည်ဘူး။ရေတောက်ပြီးနောက်အဲ့ဒီလူစိမ်းကပလင်းနဲ့တွန်ကိုရိုက်ပြီးမျက်နှာကိုကန်လိုက်တယ်ထိတ်လန့်နေတဲ့ဂျူလီယာပြေးလာပေမဲ့နောက်ကျသွားပြီးအဲ့ဒီလူကတွန်ရဲ့ဝမ်းပိုက်ကိုငါးများတန်နဲ့ထိုးသွင်းနေပြီးတွင်ရဲ့ခန္ဓာကိုယ်ကစက္ကန့်နှဲငယ်တုံသွားပြီးနောက်အဲ့ဒီလူကသူ့လက်ဘင်းကိုပါဖျက်လိုက်တယ်ထို့နောက်အဲ့ဒီလူကဂျူလီယာနောက်လိုက်ပြီးငါးများတံကိုတွဲပြစ်ရာသူမရဲ့ပခုံးကိုသာရှက်ထိသွားတယ်။ဒ
ဒါကဂျူလီယာကိုရွက်လီစီအမြန်ပြေးပြီးကလေးတွေစီရောက်ဖို့မတားနိုင်ခဲ့ဘူးတကားတွေပိတ်ပြီးပုံဖို့ပြောလိုက်တယ်မောင်နှမ2ယောက်ဆိုဖာထဲဝင်ပုံပြီးဂျူလီယာကဓာတ်တစ်ချောင်းယူကရေချိုးခန်းနဲ့မပုံခင်မိတုတ်တနက်ကိုပေးခဲ့တယ်အဲ့ဒီလူကတကားကိုထုပြီးနောက်ဆုံးဖွင့်နိုင်သွားတယ်သူအထဲဝင်လာပြီးအစားအစာချုပ်ယူကရွက်လီကိုစတင်ရှာဖွေရင်းနောက်ဆုံးရေချိုးခန်းကိုရောက်လာတယ်ဂျူလီယာကနေရန်ကအပေါက်တစ်ခုကနေတက်ထွက်ပြီးသူ့ကိုရှောင်နိုင်ခဲ့တယ်အဲ့ဒီလူကအပြင်ကိုကြည့်ပေမဲ့မမြင်ရဘူးဒါပေမဲ့ဂျူလီယာခိုးထွက်ဖို့ကြိုးစားတဲ့အခါခွေးကသူ့မကိုစတင်ဟောင်းတယ်ရုတ်တရက်ခွေးကသူ့မကိုမြေပြင်ပေါ်လဲကျစေပြီးဂျူလီယာဓာတ်နဲ့တက်ဖို့မှတပါးရွေးချယ်စရာမရှိတော့ဘူးအဲ့ဒီလူစိမ်းကခွေးော်တန်ကြပြီးအလောင်းကိုရှာဖို့ထွက်လာတဲ့အခါစိတ်ထိခိုက်ပြီးဖျို့ဖျဲဖြစ်သွားတယ်တစ်ချိန်တည်းမှာဂျူလီယာရွက်လီပက်လေကိုခိုးသွားပြီးထိတ်ကိုတက်ကကွဲနေတဲ့ပြတင်းပေါက်ကနေအထဲပြန်ဝင်ဖို့လုပ်တဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒီလူကသူ့မကိုအရင်တွေ့ပြီးလက်သီးနဲ့ထိုးချလိုက်တယ်သူဆွဲထုတ်ဖို့စူးစမ်းနေတော့ဂျူလီယာပရီဘောဂါတွေကိုစုပ်ကင်ထားတယ်ရုန်းကန်နေရင်သူမကသူ့ကိုကန်ထုတ်နိုင်ခဲ့တယ်ထို့နောက်အဲ့ဒီလူကဓာတ်ပြုတ်ကျစေဖို့သူမရဲ့လက်ကောက်ဝတ်ကိုနင်းလိုက်တယ်သူကသူမရဲ့စပင်ကိုဆွဲပြီးကျမ်းပြင်ပေါ်မျက်နှာကိုရိုက်ချလိုက်တယ်ပြီးရင်ဆိုဖာပေါ်ပစ်ချပြီးလေဘင်းကိုစတင်ညှစ်တယ်ကလေးတွေကအားလုံးကိုကြည့်နေပြီးစက်မခံနိုင်တော့ဘူးဒါကြောင့်ကက်စီထွက်လာပြီးမီးတုံနဲ့အဲ့ဒီလူကိုပစ်လိုက်တယ်မီးလောင်မှုချက်ချင်းရွက်လေတဲ့ပြန့်နှံ့သွားတာကြောင့်ကလေးတွေပြေးထွက်လာတဲ့ဒါပေမဲ့ဂျူလီယာပြန်ဝင်ပြီးအဲ့ဒီလူရဲ့မျက်နှာကိုကန်လိုက်ပြီးညှိနှိုင်းတိုင်မှတ်ပါတယ်မြေပုံနဲ့အိတ်တွေကိုယူလိုက်တယ်ဗန်နဲ့ကက်စီတို့ဖခင်ရဲ့အလောင်းကိုဖတ်ထားကြပြီးမကြခင်ဂျူလီယာပါပူပေါင်းကအားလုံးမျက်ရည်တွေနဲ့အတူနှုတ်ဆက်လိုက်တယ်။အဲ့ဒီအချိန်မှာကြောက်စရာကောင်းတဲ့လူကရွက်လီတွေကထွက်လာတယ်။ဒါကြောင့်မိသားစုကပြေးထွက်သွားကြပြီးရွက်လီကြီးပောက်ကွဲသွားတယ်။အချိန်နဲ့ငယ်ကြတော့မိသားစုကတင်းငယ်တဲ့ရေတခုတစ်ခုမှာရန်နာတဲ့မိဘုံတွေကြောင့်ဒီအယူလူလိုက်လာတာလားလို့ကက်စီတွေးပြီးတော့ဗန်စိတ်မကောင်းဖြစ်သွားတယ်။ဂျူလီယာကသူ့သားကိုသူ့အမှားမဟုတ်ကြောင်းအာမခံပြီးအဲ့ဒီလူစိမ်းလိုက်နေစေမှုဆက်လက်ထွက်ခွာဖို့တိုက်တွန်းတယ်။ကံငယ်တစ်ခုမှာဘန်ကတူမန်းငါးမန်းအလောင်းကိုစိတ်ဝင်တစားကြည့်နေတယ်။အဲ့ဒီအချိန်မှာဂျူလီယာကအဲ့ဒီလူသူတို့စီရောက်တော့မယ့်အကြောင်းမြင်လိုက်ရတယ်။ဒါကြောင့်မိသားစုကထပ်ပြေးကြတယ်။သူတို့တဲကုန်းတစ်ခုဆင်းပြီးအစိတ်တောက်ရှိတဲ့အမိုက်စုဝေးကိုတွေ့တယ်ဒါကြောင့်သူတို့တတိထားပြီးပက်ပြေးရတယ်ခဏကြာမှလိုက်လာသူကိုဆုံးရှုံးသွားပုံရတယ်ခီးဆက်သွားရင်မြေပြင်မှာကပ်နေတဲ့ကြီးမားတဲ့ပင်လယ်တတဝါတွေနဲ့သမုဒ္ဒရာအောက်ခြေကပလတ်စတစ်တွေအားလုံးလိုမျိုးတခြားအရာတွေကိုဆက်မြင်နေရတယ်ဗန်နေကွေးလာတဲ့အခါဂျူလီယာကသူရေတက်ခန်း6လူနီးပါးဖြစ်နေတာတတိထားမိပြီးလူတိုင်းနာဖို့ရက်လိုက်တဲ့ရေတန့်ဘူးကလုံးဝနီးပါးကုန်နေတာကိုသူမကြောက်လန့်တုန်လှုပ်စွာတွေ့ရပြီးကက်စီကသူမတေချာမပိတ်ခဲ့မိဘူးဆိုတာသိလိုက်တယ်ဂျူလီယာကပေါ်စားတဲ့အတွက်သူ့ကိုအောင်ငေါက်ပေမဲ့ကက်စီကဘလို့ပဲဖြစ်ဖြစ်သူတို့အသက်မရှင်နိုင်တော့ဘူးလို့ပြောတယ်။အော်ဟင်းငင်းခုန်မှုအကြာကြီးဖြစ်ပြီးနောက်မိသားစုကခီးဆက်ကြတဲ့နောက်ဆုံးမှာအဖွဲကပြက်ကျနေတဲ့လေရင်တစည်းကိုတွေ့ပြီးရုတ်တရက်လှုပ်ရှားမှုတစ်ခုကြောင့်ထိတ်လန့်သွားပေမဲ့ဒါကငှက်တွေသာဖြစ်တယ်။မိသားစုကလေရင်အတွင်းမှာညအိပ်ဖို့ဆုံးဖြတ်တဲ့သူတို့မုတ်တစုံတရာဝေမျှစားကြပြီးတွန်ရဲ့ဂျာကင်ထဲမှာမိသားစုတပ်ပုံတပုံတွေ့တော့ဂျူလီယာရင်ကွဲမတက်ခံစားရတယ်။ကက်စီကသူ့မိဘတွေဘလို့တွေ့ဆုံခဲ့တဲ့ဇလန်းကိုမေးတော့ဂျူလီယာကတွန်အလုပ်လုပ်တဲ့ဆေးရုံကိုလာပြီးလူနာဖြစ်ခဲ့ပုံကိုမျှဝေခဲ့တယ်။သူကသူမအပေါ်အချစ်ကိုပန်းတွေနဲ့လှပတဲ့ကြပြားနဲ့ကြီးညာခဲ့တယ်။ညလယ်မှာကက်စီအပေါ်သွားဖို့လေရင်ထဲကထွက်လာတဲ့ရုတ်တရက်ထိုလူကြောက်ကသူမကိုနောက်ကနေအံ့အားသင့်စေပေမဲ့ဂျူလီယာကသူ့ပေါ်အရင်ခုန်တက်ပြီးဖုံးကွယ်ထားတဲ့ဝမ်းနည်းမှုနဲ့ဒေါသနဲ့အကြိမ်ကြိမ်ဓာတ်နဲ့ထိုးလိုက်တယ်။ကက်စီကပွေ့ပတ်ပြီးသူမကိုအေးဆေးဖြစ်စေဖို့ကူညီပေးရတယ်။နောက်နေ့မနက်မှာအလောင်းကလေးတွေဖုံးလွှမ်းနေတဲ့မိသားစုကကြိုက်ရများစွာကိုသတိပြုမိတော့ဒီ area မှာတရိတ်ဆန်တကောင်ပုံအောင်နေရမယ်။အဖွဲထွက်ခွာသွားပြီးနောက်ကနန်းအုပ်တအုပ်ဟာအဲ့ဒီလူရဲ့ပါဇက်ထဲကထွက်လာတဲ့နာရီအနေငယ်ကြာမှာဂျူလီယာနဲ့ကက်စီမြေပုံကြည့်ဖို့ရက်လိုက်ပေမဲ့ဘန်ကတော့ဆက်ရှောင်နေတယ်။ဂျူလီယာကရက်ဖို့ပြောနေပေမဲ့သူကတောက်ဖို့ကတ်တခုတည်းသူ့မျက်နှာကိုအသေးတန်မြုပ်လိုက်တယ်ဂျူလီယာအမြန်ပြန်ဆွဲထုတ်ပြီးမတိတဲ့ရေကသူ့ကိုဖျားနာစေနိုင်တယ်လို့ရှင်းပြတယ်မိသားစုခီးဆက်သွားကြပြီးပူလောင်နေတဲ့နေအောင်ကြီးကနေကာကွယ်ဖို့ခေါင်းတွေကိုဖုံးအုပ်ထားရတယ်ဗန်စတင်မှုဝေလာတာကြောင့်ကလတ်ထိုင်အဟောင်းတွေအများကြီးတွေ့တဲ့အခါဂျူလီယာနဲ့ကက်စီတို့ယာယီတဲ့တစ်ခုကိုဖန်တီးကြတယ်ဂျူလီယာကဘန်ကိုဆေးထိုးပေးပြီးအဲ့ဒီမှာညအိပ်ဖို့သဘောတူကြတယ်မနက်အစောပိုင်းမှာထူးဆန်းတဲ့အတန်ကြားလို့ဂျူလီယာနိုးလာတယ်သူမစုံစမ်းဖို့တဲတဲကထွက်လာပြီးနီးကပ်လာနေတဲ့ကနန်းအုပ်ကြီးကိုတွေ့တော့တုံ့လောက်သွားတယ်ဂျူလီယာကလေးတွေကိုနှိုးဖို့အလင်းစလိုလုပ်ပြီးမိသားစုတက်နိုင်တဲ့ညအမြန်ဆုံးပြေးကြတယ်သူတို့ကြီးမားတဲ့ကုန်တင်တင်မောတစ်စီးစီရောက်လာပြီးပြေးသွားကြတယ်တင်မောသား3ဦးအသက်ရှင်သေးတာကိုသတိထားမိတယ်အဲ့ဒီအမျိုးသမီးကသူတို့ကိုကူညီခြင်းပေမဲ့အမျိုးသား2ဦးကညှင်းဆိုပြီးအဖွဲကကွန်တိန်နာတစ်ခုထဲပုံအောင်ပြီးမိသားစုကိုအပြင်မှာထားဖို့လှော့ချလိုက်တယ်ကနန်းတွေနီးလာပြီဖြစ်လို့ဂျူလီယာကကလေးတွေကိုကွန်တိန်နာထိပ်ကိုတက်စေတယ်သူမပါတက်ဖို့စတင်ချိန်မှာကနန်းတွေကသူမရဲ့ခြေထောက်ကိုအကြမ်းဖက်စွာညှက်ဖို့စတင်တယ်မောင်နှမ2ယောက်ကမိခင်ကိုဆွဲမချခံရခင်အပေါ်ကိုဆွဲတင်ပေးရတယ်ကွန်တိန်နာရဲ့ဘေးမှာအပေါက်တစ်ခုရှိလို့ကနန်းတစ်ဝက်အထဲဝင်သွားတယ်တင်မောသားတွေတနက်နဲ့ပြစ်ခတ်ပေမဲ့အကောင်တွေအယမ်းများတယ်မကြခင်မှာပဲကနန်းတွေကလွှမ်းမိုးပြီးအလုသမား2ဦးကိုတပ်ပစ်တဲ့နောက်ဆုံးလူကမျက်နှာချက်ကအပေါက်တစ်ခုကိုရောက်သွားပေမဲ့ကနန်းတွေကသူ့ကိုဆွဲချပြီးတပ်ပစ်လိုက်တယ်အဲ့ဒီနောက်ဂျူလီယာကခြေထောက်တန်ရာကိုပတ်တီးစီးပြီးသတိလစ်သွားတဲ့အချိန်နှဲငယ်ကြတော့သူမတဲမုံတိုင်းထဲမှာနိုးလာပြီးတယောက်တည်းရှိနေတာတွေ့တယ်သူမကလေးတွေကိုရှာဖို့ဆင်းလာစဉ်ထိတ်လန့်သွားတယ်အရင်ဆုံးတေဆုံးသွားတဲ့အမျိုးသမီးရဲ့လက်နက်ကိုယူလိုက်တယ်မိခင်အော်တန်ကြတော့ကက်စီအမြန်ပြန်လာပြီးသူတို့အကူအညီရှာဖို့ထွက်သွားပေမဲ့ဘယ်သူမှမတွေ့ကြောင်းရှင်းပြတယ်ပြီးတော့ဗန်နဲ့ပြန်ဆုံတဲ့သူကမုံတိုင်းပြီးတဲ့အထိအနားယူနိုင်မဲ့ဖွင့်ထားတဲ့ကွန်တိန်နာတစ်လုံးကိုတွေ့ခဲ့တယ်ဂျူလီယာကတွန်းရဲမိချစ်ကိုတုံးပြီးဒဏ်ရာတွေကိုမိညှိုက်လိုက်တယ်ဒါကမယုံနိုင်တော့အောင်နာကျင်တယ်မုံတိုင်းပြီးသွားတဲ့အခါမိသားစုကတခြားကွန်တိန်နာတစ်ခုမှာရေတန့်ဘူးများစွာကိုတွေ့တယ်ထို့နောက်အလောင်းတွေကိုစစ်ဆေးပြီးရေဒီယိုနဲ့တနက်တလက်ကိုတွေ့ရှိခဲ့တယ်ဂျူလီယာနောင်းကိုဖုံးခေါ်ပြီးမြေပုံပျောက်ဆုံးသွားကြောင်းအသိပေးတယ်ပြန်ပြောတာကတော့သူဟာပင်လယ်နက်ကြီးတွေကတရဝါရီဖြစ်တဲ့အာထရိုပေါ့တွေရဲ့တိုက်ခိုက်ခြင်းကိုခံရတဲ့အောက်ဆီဂျင်ကသူတို့ကိုယူသွတ်စေတယ်လို့ဖြစ်နေတယ်။နောင်ကသူကရိယာတွေကပင်လယ်ကမြုံမှန်းထားတာထက်ပိုမြန်ပြန်လာမယ်လို့တွက်ချက်ထားတာကြောင့်သူတို့အချိန်နာရီနှဲငယ်ပဲရှိတယ်လို့အမြန်လို့ဖို့မိသားစုကိုပြောတယ်သူမိတုတ်တစ်ချောင်းပြစ်လိုက်ပြီးမိသားစုကအဲ့ဒီဘက်ကိုစတင်ရှောက်လန်းတယ်။
အကြာကြီးလမ်းလျှောက်ပြီးနောက်မိသားစုကကျိုးနေတဲ့အိမ်သာတစ်လုံးတွေ့ပြီးဗန်ကအဲ့ဒီထဲစီးသွားတယ်သူတို့နောက်ဆုံးမှာအနီးနားကရင်ငုတ်တင်မောကိုမြင်ရပြီးဒါပေမဲ့ရောက်ဖို့အတွက်ကြီးမားတဲ့ကြောက်တုံးစုအဝေးကိုဖျက်ကျော်ရမယ်သူတို့ဖြတ်တန်းသွားလာနေစဉ်နေရန်တွေစတင်တုန်ခါလာပြီးကြောက်တုံးတွေပြုတ်ကျကကြီးမားတဲ့ကြောက်ပြူမှုကိုဖြစ်ပေါ်စေတယ်ဂျူလီယာကသူ့ကလေးတွေကိုအချိန်မီတွန်းထုတ်ပြီးကြေမွမှုကနေရှောင်ရှားဖို့နောက်ဆုတ်လိုက်တယ်အခုသူတို့ကြားမှာကြောက်နေရန်တစ်ခုလမ်းပိတ်နေပြီးဂျူလီယာကသူ့မပါဘဲဆက်သွားဖို့ကလေးတွေကိုပြောပေမဲ့ကက်စီကညှင်းဆန်ပြီးသူ့မိခင်ကိုတက်ဖို့စူးစမ်းတင်တယ်လို့အတင်းပြောတယ်ညင်းခုန်မှုဖြစ်ပွားပြီးအော်ဟင်းညင်းခုန်မှုတွေအများကြီးဖြစ်ပြီးနောက်ဂျူလီယာကသူ့ကလေးတွေကိုနောက်မှပြန်ရှာမယ်လို့ကတိပေးတယ်မလုပ်ချင်တဲ့ကက်စီကနောက်ဆုံးမှသူ့ညီကိုဆွဲခေါ်သွားတယ်ကလေးတွေကကြမ်းတဲ့ကြောက်တောင်စုအဝေးကိုတက်ပြီးရေငုပ်တင်မောစီပြေးသွားကြတယ်ဒါပေမဲ့နောင်ဟာအပြင်မှာတွေးထွက်နေတာတွေ့ရတယ်သူကသူ့အတွက်ပြီးဆုံးပြီဖြစ်လို့ကလေးတွေရေငုပ်တင်မောယူနိုင်ပြီလို့ရှင်းပြတယ်သူတို့မှာအပေါ်နေရာတစ်ခုရပြီဆိုတာသိလိုက်တာကြောင့်ကက်စီကသူ့မိခင်ကိုရှာဖို့ပြန်ပြေးသွားတယ်တစ်ချိန်တည်းမှာဂျူလီယာကကနန်းတွေရောက်လာတာမြင်တော့ကြောက်လန့်တုန်လှုပ်ပြီးတနက်နဲ့ဆက်ဖြစ်တယ်သူမအနေငယ်ကိုတက်နိုင်ပေမဲ့ကနန်းအုပ်ကအရန်ကြီးလွန်းလို့အားလုံးကိုမတိုက်နိုင်ဘူးအဲ့ဒီအချိန်မှာကက်စီကနေရန်ထိတ်မှာပေါ်လာပြီးသူ့လက်ကိုကမ်းပေးတယ်ဒါကြောင့်ဂျူလီယာကသူ့တန်ရာရနေတဲ့ခြေထောက်နဲ့တက်နိုင်သမျှအမြန်ဆုံးတက်တယ်ကက်စီရဲ့အကူအညီနဲ့သူမဟိုဘက်ချမ်းကိုရောက်ပြီးရေငုပ်တင်မောစီအတူတူပြေးကြတယ်။လန်ကအမိုးပေါ်မှာရက်ပြီးသူ့မိသားစုတက်နေစဉ်ကနန်းတွေအာယုံပြန့်သွားစေဖို့တနက်နဲ့ဆက်ပစ်တဲ့ကနန်းတွေကနောက်ရဲ့အလောင်းကိုတွေ့ပြီးချက်ချင်းစားတောက်ကြတယ်။ဂျူလီယာတနက်ကိုယူပြီးကလေးတွေကိုအထဲဝင်စေရင်ဆက်ပစ်နေတဲ့သူတို့လုံခြုံသွားတဲ့အခါကြီးကုံသွားတာကိုသိလိုက်ရတယ်။ဒါကြောင့်ကနန်းတွေကိုတနက်ပစ်ပြီးကလေးတွေနဲ့အတူအထဲဝင်လိုက်တယ်။မိသားစုကတကားကိုတေချာပိတ်ပြီးကတင်းပေါက်ကနေကနန်းတွေရေငုပ်တင်မောကိုဝိုင်းရနေတာကိုကြည့်ကြတယ်။အဲ့ဒီအချိန်မှာပင်လယ်နောက်ဆုံးပြန်လာတယ်။ဒါကြောင့်၃ယောက်သားထိုင်ကုန်တွေစီအလင်းစလိုသွားပြီးလက်ချင်းမတွဲခင်ကပတ်တွေပက်ကြတယ်။မကြခင်မှာဒေါသထွက်နေတဲ့လိုင်းတွေရေငုပ်တင်မောကိုထိမှန်ပြီးပက်ပစ်လိုက်ရဂျူလီယာဖြစ်ပျက်ခဲ့တာတွေပုံရိပ်ရောင်မြင်ပြီးကက်စီအန်တယ်။မကြခင်မှာပဲအတန်ပြဲပြန်လာပြီးမိသားစုကိုတတိလစ်သွားစေတဲ့အချိန်နဲ့ငယ်အကြာမှာဂျူလီယာနဲ့ကလေးတွေနိုးလာပြီးသူတို့အသက်ရှင်နေကြောင်းအတီးပြုတော့ပျော်ရွှင်သွားကြတယ်။သူတို့တကားကိုဖွင့်ပြီးထွက်ကြည့်တော့လိုင်းတွေကရေငုပ်တင်မောကိုပျက်စီးနေတဲ့မြို့တစ်မြို့မှာပစ်ချထားတာကိုတွေ့ရှိရတယ်။ဒါကအသက်ရှင်ဖို့နဲ့ပြန်လည်တည်ဆောက်ဖို့မျှော်လင့်ချက်ရှိတယ်လို့ပြောချင်တာဖြစ်ပါတယ် အရန်ချစ်တယ်နော်အာဘွား